Bawa saya yang biyo di bawah nia yang biyo di bawah masin yang biyo nong bawa babi nong pit nong masin mesure dan nasanya nui loga mamasi ulah. Eri dema kulma babu lure no. Bawa tandra suranya si dalam ulan jilai meso yang beredai si Surah nasanya nemo benenga di bawah macanda simbiya lo bawah tandra malebe chanda simbibo. Pia singgoram yanyi tandra mangga kamu lili nyuya melo dilo tuibo dilo atinya nuisibo beredai lo lam lo gula. Tapi me beredai myaswamiya katajo nos bogori hori loga masida pare. Di bawah asimyu biyo ya yabo yejire ya gaun nebe ya balat nebe ya ngaya yendobi panasanya ne elo bogore go brenda ye malai ba myaswa biya ka eka sakhu pyo ji ba o Now daga naman ng bogo ka pandita Jong yothi mien pinya shire bogo rigaro Tuisa kure Preday myasi panalong miena Tama myasi ko piyora la bawa tandara ko chi nai ne nye myasi la Di bawa mali sawo niye simbiyaw josame Sha lo pwe lo yada de sawo niye siwa yin dega nebiro bawa tandara adwa dana dila bawana Adau ya mala, matau ya mala. Digani do berita chanda ni lo kudo lo dala, mapjem ni lo ya mamu lo ni dala. Pisau ma kudo lo mesoyen, lo wa pisau yo thong dan si ye la. Si wo berita, no? Chanda ma pisau ma ngaro mida so shampe ganja ma paya shinda dana ma kudo lo mesoyen. Berita ye lo bawa sura bedo ma pisau yo thong dan masih bure. Masire jare ka syayin puyin ne tama asiwa janjan yalare siwa usa jarana dwega satena same sudena sume shindena shime pijama lutena lume tilo mola sura di bawa asin pibo Josa anto syabwe lokai yadalo bawa tandara adwa ko preda ye lanji bu lo lam lo la ayam lo shi lo ji tu ma pinya shin ni pyo ge de Myat taung tasau ma ji ba ne myat si tasau ji ba myat taung tasau soda tabawa sa ji de tu hout la eka sakhu Myat si tasau soda di bawa de nga bawa ka yet twa ma ma bo bawa tandara soda shi la aung ma be ba ma phit ma chin Yahanda ma phit ma chin Yahanda phit twa bi so yin do preda ye sai cha lai do naung bawa sodaမရှိတော့ပရိသတ်နေမနေတော့ဘူးဘယ်ဘဝမှာမွေးဖွားခြင်းမရှိတော့ဘူးပရိသတ်နေမနေဘူးဇာတိမွေးဖွားခြင်းမရှိဘူးဆိုရင်အိုနာတိရှိအောင်မလားအိုနာတိမရှိရင်အခုလိုဒုက္ခပြည့်စုံတော့လို့နာကုညီမှုအသင်းတွေကိုလိုအောင်မလားဒီလိုအသင်းတွေလိုရမှာဘာကြောင့်လုံနေတာလဲအိုခြင်းလည်းရှိလို့နာခြင်းလည်းရှိလို့သိခြင်းလည်းသဘောပေါက်လားဒါကြောင့်မလို့မြတ်စွာဘုရားကတကြောပုဂ္ဂိုလ်ရိယပန္တိတာကြောင့်ကျိုးသိမြင်ပညာရှင်တဲ့ပုဂ္ဂိုလ်တွေကဒွိစက္ခုပြောကြည့်ပါအောင်ဗာစက္ခုဒီဘဝအတွက်လည်းကြည်ရမယ်နောင်ဘဝအတွက်လည်းမလုပ်ရမလဲသဘောပေါက်လားဒီဘဝမှာဒုပရိသတ်များဒီလိုဉာဏ်ကောင်းလို့ဒီလိုဗုဒ္ဓသာသနာနဲ့ကျင့်လို့ဒီလိုဇာဝတ်နေရအစဉ်ပြေနေတာအရင်ဘဝကကောင်းခဲ့လို့ဘယ်ဘဝကကောင်းခဲ့လို့အရင်ဘဝကကောင်းခဲ့လို့ယခုဘဝမှာစင်ပြေတယ်ကောင်းတယ်ယခုဘဝမှာဆက်လက်ကောင်းပါမှာနောက်ဘဝတန္တရာမှာဘာဖြစ်မယ်ဟုတ်လားလောကမှာကာလကသုံးပါအတိတ်ပစ္စုပန်အနာဂတ်ဘယ်နှပါအတိတ်ပြီးခဲ့ပြီပစ္စုပန်ယခုရောက်နေတာအနာဂတ်နောင်ဖြစ်မှာသဘောပေါက်လားဆိုတော့အတိတ်မှာကိုယ်ဘာလုပ်ခဲ့လဲအရင်ဘဝကမသိကျင်ဘူးလားတကယ်သိကျင်လားသိအောင်ပြောပြမယ်ဘယ်လောက်ပေးမလဲဘယ်လောက်ပေးမလဲမဲဘုန်းကြီးကတပလင်မော်တက်ဈေးလာညှိနေတော့ဟုတ်လားဒုပရိသတ်တွေတခါတခါမှလေကိုယ်အိမ်ကမိသားစုတွေကတစုံတယောက်ကွယ်လွန်သွားပြီဆိုရင်ဘယ်ရောက်နေလဲဘာဖြစ်နေလဲဟုတ်လား
ဘယ်ဘဝမှာဘလို့အခြေအနေမျိုးနဲ့ကြုံနေရလဲသိကျင်လို့ဘေးရင်နေပါတွေဓာတ်တက်စင်တွေသွားမေးဘူးတယ်မဟုတ်လားဦးဇင်းတခါတော့ဓမ္မကြီးတယောက်ကြုံဓမ္မကြီးနဲ့ကြုံတာမဟုတ်ပါဘူးသူ့သားနဲ့ကြုံတာဦးဇင်းကသူ့သားတွေ့တော့အမေမေနေကောင်းလားလို့အိမ်မှာရှိလားလို့မေးတော့မရှိဘူးဖေဟာတဲ့ဟာဘယ်သွားတော့မော်ဘီဘက်ဆိုလားတိုက်ကြီးဘက်ဆိုလားမသိသွားတယ်တဲ့ဘာသွားလောက်တာတော့အဖေသေးသွားတာဘယ်ရောက်လဲသိကျင်လို့သွားမေးတာတဲ့ဟင်းသူ့ဖေကသေးတာ4လ5လလောက်ရှိသွားတိုက်ကြီးမှာဘယ်ဆိုရှိလို့လဲဘေးရင်စရာရှိလို့တဲ့အဲ့ဒီဘေးရင်စရာမင်းဖေသေးတာလာလို့လားဆိုလာဘူးတဲ့မင်းဖေနဲ့ညီကိုလားဆိုတော့ဟုတ်ဘူးတဲ့အဲ့ဒါဆိုတော့ပြိဿရေအဲ့ဒါနဲ့ဦးဇင်းကဒါဆိုရင်မင်းအမေပြန်လာလို့ရှိရင်လို့ဘုံဘုံကိုလာပြီးတော့အကျိုးကြောင့်လေးသတင်းလေးလာပေးစမ်းမအောင်လို့ဘုန်းကြီးဆိုတာအဲ့လိုပဲကြောင်းနေနဲ့ရွာတဲ့အကြောင်းဆက်စုတာပြိဿရေဟုတ်လားမဆက်စုပါဘူးလားရွာရရတက္ကရာမတွေရောအကြောင်းဘုန်းကြီးကြောင့်မဆက်စုဘူးလားဘုန်းကြီးမကြွမချင်းကိုပဲအတင်းတုံနေကြတယ်မဟုတ်လားကောင်းမကြီးငါအခုမှညှိတွေ့မှပြောအောင်မယ်ဆိုပြီးတော့ပြောလိုက်တာဟုတ်လားအိမ်နေတော့တယောက်တည်းဆိုတော့ပြောစရာလိုမရှိဘူးလေတရားခွင့်နဲ့ရောက်မှဟိုဘက်ရက်ကွက်ကဒီဘက်ရက်ကွက်နဲ့တွေ့ဟိုဘက်လမ်းကလူကဒီဘက်လမ်းနဲ့တွေ့တော့ပေါင်ပုတ်ပုတ်ပြီးတော့ပြောလိုက်တာဝေးတဲ့ဇီးသီးလည်းမလောက်ဘူးဟုတ်လားကျွေးတဲ့ဘာလဲဝေးတဲ့အချိုရည်လည်းမလောက်ပြန်ဘူးပြီးတော့ဘာလဲဘာကျွေးသေးလဲကောင်းချင်းမောင်းကလည်းကောင်းလိုက်တာဆိုပြီးတော့ပေါင်တွေပုတ်ပုတ်ပြီးတော့အတင်းတုံရင်ပြောတယ်မဟုတ်လားမေတ္တာပေါ်ရင်စားတာလားအတင်းတုံရင်စားတာလားမှန်မှန်လိန်ကြည့်အောင်မေတ္တာပေါ်ရင်ဒုက္ခပြည့်စုံကျမ်းမာပါစေချမ်းသာပါစေစတတ်တိုးပွားပါစေအာဟာရအလူရှင်တွေလည်းကျမ်းမာချမ်းသာပါစေလို့ကောင်းချင်းမောင်းနဲ့ပါဇရက်ထည့်တာလားဟဲ့ကောင်းချင်းမောင်းကငန်းတာတော့နှမ်းနှောင်းလေးပိုင်သိတ်ကောင်းမှာတော့နဲ့စားတာများလားမများဘူးလားဘာမဟုတ်ဒီဘုန်းကြီးသူစားခြင်းတွေလို့ရှောက်ပြောတာဟုတ်လားဆိုတော့ပြိဿရေအဲ့ဒါညနေကျတော့ဦးစင်းရှိကိုကောင်းလေးကပြန်လာတယ်ဘုံဘုံနဲ့အမေပြန်ရောက်ပြီတဲ့ဘာထူးလဲဆိုတော့နဲ့ဝေဒင်ဆရာကပြောလိုက်တယ်တဲ့နောင်ဘဝကူးသွားပြီတဲ့ဟင်းဝေဒင်ဆရာဘာပြောလိုက်ဘယ်လောက်ပေးခဲ့ရလဲဆို3000နဲ့နှစ်မျိုးတာကွာဟာလာပေးငါအတက်ပြောမှာဘဝကူးသွားလို့သူ့သွားမေးတာဝေဒင်ဆရာဘာပြောလိုက်တယ်အာကိုရတဲ့ဝေဒင်ဆရာနော်ဒါကြောင့်မလို့ပြည့်တဲ့ရေတို့လူတွေအလုံးကဒုက္ခပြည့်စုံတကကြီးတို့မှကြီးများဦးဇင်းတို့ရဲ့ညီကောင်မောင်တော်မမိသားစုများကအတိတ်ဘဝကတို့ဘာလုပ်ခဲ့တယ်ဆိုတာမသိချင်ဘူးလားသိချင်ရင်ပြည့်တဲ့ရေတစ်မျိုးပဲရှိတယ်အခုငါဘာဖြစ်နေတယ်လဲဆိုတာကြည့်လိုက်ဟုတ်လားငါအခုဘာဖြစ်နေတယ်လဲဆိုတာကြည့်လို့သိရင်ငါအတိတ်ကဘာလုပ်ခဲ့တယ်လဲဆိုတာပြေးကြည့်เสียမလို့ဘူးတွေးကြည့်ုံနဲ့သိမသိဘူးလားဒါဆိုရင်ပြိဿဒီဘဝကနေမနေချမ်းရလို့သိရရင်နောက်ဘဝရောက်ရင်ရောဘာဖြစ်မယ်ဆိုတာမသိချင်ဘူးလားအခုငါဘာလုပ်နေသလဲလို့ကြည့်လိုက်ဟုတ်လားဖြူစင်တန်ရှင်းတဲ့အလုပ်တွေငါလုပ်နေရင်နောက်ဘဝဖြူဖြူစင်စင်နဲ့ကောင်းရမွန်ရောက်မှသိကြတယ်ဘေးရင်မမီးနဲ့စွတောင်းမနေနဲ့ဟုတ်ရဲ့လားလက်ခံလားပြိဿ